လုံးပဲမင်္ဂလာပါအညာစတီဂျူရဲ့ခန်းလက်စစ်စင်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့မြန်မာကျောင်းသားကျောင်းသူတွေတာမကအာရှတဝန်ကကျောင်းသားကျောင်းသူတွေစိတ်ဝင်စားကြတဲ့ Asian Institute of Technology Scholarship အကြောင်းကိုအညာစတီဂျူရဲ့ခန်းလက်စစ်စင်ကနေမှတစ်ဆင့် sharing session လေးပြုလုပ်ပေးသွားတဲ့ဗီဒီယိုလေးကိုပြန်တင်ပေးလိုက်ပါတယ်The Asian Institute of Technology ကျောင်းဟာဆိုရင်ထိုင်းနိုင်ငံရဲ့တက္ကသိုလ်တွေထဲမှာမှ ranking ကောင်းတဲ့ကျောင်းဖြစ်ရုံသာမကနည်းပညာတက္ကသိုလ်မှာနာမည်ကြီးတဲ့ကျောင်းလည်းဖြစ်ပါတယ်။ AIT Scholarship ဟာဆိုရင်အာရှစီးပွားရေးအတိုက်အဝင်နဲ့တခြားဒေသတွေရဲ့အနာဂတ်စိန်ခေါ်မှုတွေကိုဖြေရှင်းနိုင်ရန်ထူးချွန်ထက်မြက်တဲ့နိုင်ငံတကာကပညာရှင်များအင်ဂျင်နီယာများကိုမွေးထုတ်ပေးရန်ရည်ရွယ်ပြီးတော့မှပေးထားတဲ့ပညာသင်ဆုလည်းဖြစ်ပါတယ်။ဒီပညာသင်ဆုကိုရှောက်ထားခြင်းနဲ့ကျောင်းသားကျောင်းသူတွေအတွက်ဘယ်လိုရှောက်ရမလဲဘာတွေလိုအပ်တယ်လဲဘာတွေပြင်ဆင်ရမလဲအစရှိရဲ့မေးခွန်းတွေကိုဒီ sharing section လေးမှာပြောပြပေးသွားတာဖြစ်လို့အဆုံးထိကြည့်လိုက်ရအောင်နော် sharing လုပ်ပေးမယ့်ဆရာမကတော့လက်ရှိ AIT မှာ Master of Science in Climate Change and Sustainable Development ဘာသာဖြင့်ပညာသင်ကြားရုံတာမက Bachelor of Arts in International Relations Mandalay University co-founder Mandalay University Green Club in 2018 YSEALI Academic Alumni of Environmental Issue and Natural Resource Management University of Montana USA Fellow at Asian Pacific Research and Research Center all for Human Youth Advisor for Asian on Gender and Environmental Justice in Diaconia Climate Ambassador for Myanmar with Global Climate Network World Bank Group စတဲ့အတွေ့အကြုံများစွာရှိတဲ့ဆရာမက sharing လုပ်ပြီးသွားတာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းပါတယ်ဆိုတော့ဆရာမကို sharing လုပ်ပြီးသွားဖို့ဖိတ်ခေါ်လိုက်ရအောင်နော်ဟုတ်ကဲ့မင်္ဂလာပါဟုတ်မိတ်ဆက်ပေးသွားတဲ့ဆရာမရမင်းသိန်းကိုလည်းကျေးဇူးတင်ပါတယ်လို့ဟုတ်ကျမကတော့ခုလောလောဆယ် Asian Institute of Technology ပေါ့နော်အခုတက်နေတာကတော့ Climate Change Sustainable Development ဆိုရဲMaster တက်နေပါတယ်ကျမနာမည်ကတော့အင်ဂျင်မွေးပါကျမကအခုလောလောဆယ်မှာတော့ဒီထိုင်းပေါ့နော် Royal Thai ကနေပြီးတော့မှပေးတဲ့ဒီ GMS scholarship ကိုကျမ fully funded နဲ့ AIT မှာတက်နေတာပါဒီ AIT မှာကျတော့ကျမတို့ scholarship တွေအများကြီးရှိရပေါ့နော်အဲ့တော့ဒီနေ့ participate နေရလဲဒီ scholarship နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားလို့လာရောက်ပြီးတော့တက်ကြရလို့ကျမယုံကြည်ရပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျမအဓိကအနေနဲ့ကတော့ဒီ scholarship အကြောင်းအများကြီး share သွားမယ်တကယ်လို့ခုနပြောသလိုပဲဆရာမပြောသလိုပဲကျမတက်နေတဲ့ဒီ climate change နဲ့ sustainable development major ကိုစိတ်ဝင်စားရဆိုရင်လည်းဆရာတို့လည်းမေးနိုင်တယ်ပေါ့နော်ဟုတ်အဲ့တော့ကျမဒီ session လေးကိုစကြင်ပါတယ်ကျမဒီ session လေးကိုမစခင်မှာပေါ့နော်ဒီ AIT အကြောင်းနဲ့သိထားဖို့လိုတယ်လို့ယုံကြည်ရဲ့အတွက်ကြောင့်မလို့ကျမ AIT အကြောင်းနဲ့ပြောပြမယ်ပေါ့နော် AIT ကတော့အဓိကအနေနဲ့ကျမတို့ဒီပတုံတန်နီလို့ခေါ်တဲ့ဒီထိုင်းမှာပေါ့နော်ထိုင်းအဲ့ဒီပတုံတန်နီprovince မှာကျမတို့ကျောင်းရှိတယ်ပေါ့နော် campus ရှိတယ်အဓိကအနေနဲ့ကတော့ကျမတို့ဒီကျောင်းကကျတော့ဒီ technological innovation တွေပြီးတော့ sustainable development နဲ့ပတ်သက်ပြီးတော့မှအရန်အားကောင်းတဲ့ကျောင်းတစ်ကျောင်းဖြစ်တယ်ပေါ့နော်ဒီကျောင်းကို founding လုပ်ထားတာကတော့ဒီ1959မှာ founding လုပ်ထားပြီးတော့မှအရင်နှစ်တွေကတော့ကျမတို့ bachelor degree တက်လို့ရတယ်ဒါပေမဲ့ကျမတို့အခုလောလောဆယ်မှာတော့ master ရဲ့ဒီ PhD program ရဲ့ပဲတက်လို့ရမယ်ပေါ့နော်အဓိကအနေနဲ့ဒီ engineering ရဲ့ environment ရဲ့ management ရဲ့ပြီးတော့နောက်တစ်ခုကကျတော့တခြား sustainability နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ပြီးတော့ရင်ဒီMBS လို့ခေါ်တဲ့ business management တွေကျမတို့တက်လို့ရတယ်ဒီကျောင်းမှာအဓိကအနေနဲ့ပေါ့နော်ပြီးတော့ရင်ဒီ ARD ကကျတော့ကျမတို့ဒီ Asia မှာဆိုရင်ပေါ့နော်ဒီ climate energy sustainable innovation မှာဆိုရင်တော့တကယ်ကို leading ကျောင်းတစ်ကျောင်းတစ်ခုဖြစ်တယ်နောက်တစ်ခုကကျတော့ကျမတို့ကျောင်းကိုယ်တိုင်ကဒီ2030မှာဒီ campus တစ်ခုလုံးစာပေါ့နော် net zero emission ရအောင်လုပ်နေတဲ့ကျောင်းလေးဖြစ်တယ်နောက်တစ်ခုကကျတော့ဒီကျောင်းထဲမှာဆိုလည်းဒီ net zero emission နဲ့ပတ်သက်တဲ့ research project တွေပြီးတော့ circular economy နဲ့ပတ်သက်တဲ့ research project တွေ climate smart agriculture နဲ့ပတ်သက်တဲ့ research international research project တွေအများကြီးရှိတယ်ပြီးရင်ကျမတို့ဒီမှာတက်လို့ရတဲ့ major တွေပေါ့နော်အဓိကအနေနဲ့အဲ့ဒီ major တွေကလည်းပို့ပြီးတော့များတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျမတို့ဒီ Times Higher Education Impact Ranking မှာ AIT ကအမြဲတမ်းဒီtop university ပေါ့နော်ဒီ sustainable development goal နဲ့ပတ်သက်ပြီးတော့မှလုပ်နေတယ် sustainable development partnership နဲ့ပတ်သက်ပြီးတော့မှလုပ်နေတဲ့မှာဆိုရင်အမြဲတမ်း top university တစ်ခုဖြစ်တယ်ပေါ့နော်အဓိကတော့ဒီ circular innovation
industry ရဲ့ ecology တော့နောက်တစ်ခုကကျတော့ကျမတို့Asia နဲ့ Asia Pacific မှာရှိတယ်ပေါ့နော်resource center တွေ research center တွေAID မှာရှိတယ်ပေါ့နော်နောက်တစ်ခုကကျတော့ခုနပြောသလိုပဲကျမတက်နေတဲ့ကျောင်းmajor က climate change နဲ့ sustainable development ပေါ့နော်အဲ့တော့ကျမတို့ ਨੇ အများကြီး interlink ဖြစ်နေတာဘာလဲဆိုရင် UN agency တွေပေါ့နော်အဲ့တော့ဒီ UN agency တွေနဲ့ဒီ active collaboration ရှိတယ်နောက်တစ်ခုကကျတော့ADB လို့ခေါ်တဲ့ Asian Development Bank တွေပြီးတော့ DADD ပြီးတော့ရင် ASEAN ပြီးတော့တခြား global university နဲ့ကျမတို့ linkage လုပ်ပြီးတော့မှချိတ်ဆက်ထားတဲ့ opportunity တွေလည်းရှိတယ်နောက်တစ်ခုကကျတော့ဒီလိုမျိုး conference တွေအဲ့ဒါဟာတွေအများကြီး opportunity ရှိရပေါ့နော်ကျမတို့ဒီ climate change sustainable development major margin ကိုဒီတခြားသော UN bodies တွေဖြစ်တဲ့ဒီ IPCC ကဆရာတွေပြီးတော့နောက်တစ်ခုကကျတော့ကျမတို့ဒီADB ကနေပြီးတော့ အရင်တော့ hack ဖြစ်ခဲ့တယ်ပေါ့နော်ဒီ former hack တွေကလာပြီးတော့မှသင်တန်းပို့ချတဲ့ဟာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှကျမတို့ဒီအဲ့ဘက်ကိုစိတ်ဝင်စားရဆိုရင်တော့ဒီမှာတော့ active collaboration အရန်လုပ်နေတဲ့အကြောင်းတစ်ခုတော့ဖြစ်တယ်လို့ပြောပြချင်ပါတယ်နောက်တစ်ခုကကျတော့ဒီ employer rate ပေါ့နော်အဲ့ဒီမှာဆိုရင်လည်းဒီ graduate တွေကဒီ development organization တွေပြီးတော့ private sector တွေ government နဲ့ထိစပ်ထားတဲ့ဟာတွေများတယ်ကျမတို့ကျောင်းကကြတော့လုံးဝ vibrant ဖြစ်တာပေါ့ vibrant ဖြစ်ပြီးတော့မှဒီ diverse ဖြစ်တဲ့ community ဖြစ်တဲ့အတွက်ကြောင့်မလို့များသောအားဖြင့်ထိုင်းနေတက်တာနည်းတယ်ပေါ့နော်နည်းပေမဲ့လည်းတက်နေတဲ့ထိုင်းနေရကြတော့ဒီ government sector က government ကနေပြီးတော့မှလွတ်တဲ့သူတွေပေါ့နော်အဲ့ဒီလူတွေတက်တဲ့သူတွေအများများတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျောင်းမှာဒီfaculty တွေမှာဆိုရင်ကျမတို့ဒီနိုင်ငံပေါင်း40ရာနေပြီးကျောင်းလာတက်နေရတခြားနိုင်ငံကနေလာတက်နေတဲ့ကျောင်းသားတွေလည်းအများများတယ်ပေါ့နော်အဓိကအနေနဲ့ South Asian တွေ South Asia country တွေနောက်တစ်ခုကကျတော့ဒီ East Asia ပေါ့နော်အဓိကအနေနဲ့ Asia ရယ်ပြီးတော့ Europe ဘက်ကလူတွေများတယ်ပေါ့နော်ကျောင်းမှာလာတက်တဲ့သူတွေကလေဟုတ်ကဲ့ပါဒါကတော့ AID အကြောင်းလေးနည်းနည်းပါးပါးပေါ့နော်ဒီမှာကျမကဒီ session ပြီးသွားရင်လည်းဒီPowerPoint ကိုဆရာမတို့စီအပ်လိုက်မယ်ပေါ့နော်အညာ institute ကိုအပ်လိုက်မယ်ဆရာတို့ဆီကနေပြီးတော့မှဒီ PowerPoint ကိုယူကြည့်လို့ရတယ်ပေါ့နော်ယူကြည့်တဲ့အခါမှာဆိုရင်လည်းကျမဒီလို link လေးထားပေးရပေါ့နော်အဲ့ဒီ link အခုမြင်ရသေးလားမသိဘူးနော်မြင်ရတော့ okay မမြင်ရတော့ဆရာမဟုတ်ဟမ်နားလောက်ပါဒီလိုတော့ပဲ share လိုက်ပြီးတော့မှနည်းနည်းကြည့်လိုက်ရမလားမသိဘူးဘာလို့လဲဆိုတော့ကျမ screen အကုန်လုံးကိုမြင်အောင်ဟုတ်ဒီလိုပဲနည်းနည်းချဲ့ပြီးတော့မှကြည့်လိုက်လို့အဆင်ပြေမလားမသိဘူးเนาะကျမဒါလေးကိုပြချင်လို့ပါဒီမှာဆိုရင်ကျမတို့ link လေးပါတယ်ပေါ့နော်အဲ့ link ကိုထိလိုက်တယ်ဆိုရင်ဒါ AID ရဲ့ website ကိုရောက်သွားတယ်ပေါ့နော်ဒါခုနကတော့ကျမပြောခဲ့တဲ့ဟာကတော့ဒါ AID အကြောင်းတစ်စိတ်တစ်ပိုင်းပဲပိုသိကျင်တယ်ဆိုရင်တော့ဒီ link ထဲမှာဝင်ပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်ဟုတ်ဒီမှာဆိုလည်းဒါ facts and figures တွေ figures တွေပါတယ်ပေါ့နော်ဟုတ်အဲ့ဒါပြီးတော့ရင်ကျမတို့ကဟုတ်မမြင်ရတော့ပြန်ဘူးထင်တယ်နော် Okay ဟုတ်အခုမြင်ရပြီထင်တယ်ဟုတ်ဟုတ်တယ်ဟုတ်ဟုတ်အဓိက AID မှာတော့သူက school 3ခုရှိရပေါ့နော်တစ်ခုကကျတော့သူက School of Engineering and Technology လို့ခေါ်တဲ့ SCT ပေါ့နော်နောက်တစ်ခုကကျတော့ School of Environment Resource and Development လို့ခေါ်တဲ့ SCRD ရယ်ပြီးတော့ School of Management လို့ခေါ်တဲ့ SOM လို့ခေါ်တဲ့SOM ပဲပေါ့နော်သုံးခုရှိရယ်ခုကျမတက်နေတဲ့ဟာကတော့ဒီ Environment Resources and Development လို့ခေါ်တဲ့ SCRD အောက်မှာကျမတက်နေတာပေါ့နော်ဒါကတော့ schools တွေမှာကျမတို့က faculty တွေအများကြီးရှိတယ်ပေါ့နော်faculty တွေအောက်မှာကျမတို့တက်လို့ရတဲ့ဒီအခု AID မှာတက်လို့ရနေတဲ့major တွေကိုကျမဒီမှာ point out လုပ်ထားတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒီမှာ SCRD မှာဆိုလည်းကျမတို့16ခုရှိရယ်ပြီးတော့ SCT မှာဆိုရင်14ခုရှိရယ် SOM မှာတော့ကျမတို့ဒီ9ခုပေါ့နော်ဒီ SCRD အောက်မှာဆိုကျမတို့ဒီ agriculture system နဲ့ engineering ပြီးတော့ aquaculture aquatic resources management sustainable development climate change sustainable development ပေါ့ဒါကြောင့်ကျမတက်နေတဲ့ဟာနောက်တစ်ခုကကျတော့ development and sustainability ပေါ့နော်အဲ့လိုမျိုးကိုတက်လို့ရတဲ့major တွေကိုကျမဒီမှာ
ပေးထားတယ်ပေါ့နော်အဲ့ဒါပြီးသွားရင်ကျမဒီမှာ link လေးတွေလည်းပေးထားတယ်တခါတည်းပြချင်လို့ဒီလိုလေးပဲပြလိုက်ပါပေါ့နော်ဟုတ်ဒီမှာ link လေးတွေပေးထားတယ်အဲ့ link ကိုဝင်ကြည့်လိုက်မယ်ဆိုရင်ကျမပြောတဲ့ဒီ department တစ်ခုချင်းစီအောက်ကိုရောက်သွားလိမ့်မယ်ပေါ့နော်အဲ့မှာဆိုရင်ဒီကျောင်းကအဓိကဒီ department ကဘာလုပ်တာလဲပြီးတော့ရင်သူတို့ရဲ့ vision mission တွေပြီးတော့ရင် core value တွေပြီးတော့ရင်လုပ်နေတဲ့ project တွေပေါ့နော်နောက်တစ်ခုကကြာရင်ကျမတို့ဒီမှာတက်လို့ရတဲ့ department တွေပြီးတော့ရင် major တွေ academic program တွေကိုတခါတည်းဝင်ကြည့်လို့ရတယ်ပေါ့နော်အဲကြောင့်မလို့ကျမဒီမှာတခါတည်း link လေးတွေချိန်ထားပေးတယ်အဲ့ဒီမှာဆရာမတို့ပို့ပြီးတော့တက်ရတာလွယ်မယ်လို့ကြည့်ရတာလွယ်မယ်လို့ယုံကြည်လို့ပေါ့နော်โอเคအဲ့ဒီမှာဆိုရင်ကျမတို့ဒီမှာဒါ school ကenvironment resource and department ကိုတန်းရောက်သွားတယ်ပေါ့နော်ဟုတ်ဒီမှာဆိုဒါကျမတက်နေတဲ့ဒီ energy and climate change department ပေါ့နော်အဲ့ဒီမှာဆရာမတို့တက်လို့ရတဲ့ department ဆိုဒီမှာ climate change sustainable development ကိုဆရာမတို့တက်လို့ရတယ်ပြီးတော့ရင် sustainable energy transition တက်လို့ရတယ်ပေါ့နော်ဒီမှာကိုယ့်အနေနဲ့ဒီ offer လုပ်ထားတဲ့ program တွေကကြတော့ဒီမှာMaster of Science Master Engineering ပေါ့နော်ဒီတက်လို့ရတဲ့ flexible course တွေရဲ့ပြီးတော့ရင်research program တွေရဲ့ပြီးတော့အဓိကလုပ်နေတဲ့ဟာတွေကို research area တွေကိုအဓိကရေးပေးထားရပေါ့နော်အဲကြောင့်မလို့ကျွန်မဒီမှာ link လေးတွေလည်းထည့်ထားပေးပါတယ်လို့ဟုတ်ကဲပါဒါကတော့ဒီလောလောဆယ် AIT အကြောင်းရယ် AIT မှာတက်လို့ရတဲ့ major တွေပေါ့နော်အဲ့ဒီအကြောင်းကိုအဓိကပြောသွားတာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့အခုလောလောဆယ်အဓိကသွားခြင်းတဲ့အပိုင်းကိုရောက်လာတယ်ပေါ့နော်အဲ့တော့ကျွန်မပြန်ပြီးတော့မှ stop share လိုက်ပါမယ်ဘာလို့လဲဆိုတော့ကျမတို့ဟို full screen နဲ့လည်းပြခြင်းတယ်ပြီးတော့ရင်နောက်တစ်ခုကlink တွေကိုလည်းပြခြင်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်နည်းနည်းတော့ inconvenient ဖြစ်သွားရင် sorry ပါလို့โอเคpresent view နဲ့မြင်လို့မရဘူးဟုတ် Okay ကျမတို့အခုလောလောဆယ်scholarship ကို apply လုပ်မယ်ဆိုရင်ကျမတို့ကကိုယ့်အနေနဲ့ admission requirement ဘာရှိလဲဆိုတဲ့ဟာကိုအရင်ဆုံးသိထားရမယ်ပေါ့နော်အဲ့မှာဆိုကျမခုနပြောသလိုပဲဒီမှာဆိုရင် Master of Science တက်လို့ရတယ် Master of Engineering ပေါ့နော်ဒါတော့အဖြစ်ဒီမှာတက်လို့ရတဲ့ major တွေကmajor တွေက2 years program တွေဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလဲဒီက MA ဒါမှမဟုတ် MSc ကို1 year program လည်းတက်လို့ရတယ်နောက်တစ်ခါကျတော့ဒီ business administration ကိုလည်း1 year or 2 year master တက်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့ professional master ကို1 year တက်လို့ရတယ်ပေါ့နော်အဲ့ဆိုကျမတို့ကအရင်ဆုံး scholarship ကိုမသွားခင်မှာကိုက admission requirement အနေနဲ့ဘာတွေလိုအပ်လဲဆိုတာကိုအရင်သိထားဖို့လည်းလိုတယ်ပေါ့နော်stop share ဖြစ်သွားကြမယ်ထင်တယ်နော် okay အဲ့တော့ကျမတို့ကဒီ master အတွက်လိုအပ်တဲ့general requirements ကပါလဲဆိုရင်ကိုကနေပြီးတော့ကိုအရင်ကတက်ခဲ့တဲ့ bachelor degree နဲ့ပေါ့နော် relevant ဖြစ်တဲ့ fee ဖြစ်ရမယ်အဲ့ဒါကတော့ဒီ requirement တွေကတော့ admission requirement တွေကတော့ဆရာတို့သိပြီးသားအတိုင်းပဲဖြစ်မှာပါပေါ့နော်ပြီးတော့ရင် GPA ကကျတော့2.75ရှိရမယ်နောက်တစ်ခုကကျတော့ဒီ IELTS English proficiency ရှိရမယ်အဲ့ဒါကကျတော့ IELTS 6.5ရှိရမယ်ပေါ့နော်အဓိက AIT မှာကကျတော့တခုကောင်းတာကကျတော့သူက4 scale လုံးကိုစက်တာမျိုးမဟုတ်ဘဲနဲ့ writing 6ရှိရမယ်ပေါ့နော်ပြီးတော့ရင်ဒီ IELTS ကလည်း IELTS 6 writing 6ရှိရမယ်နောက်တစ်ခုကကျတော့ဒီ TOEFL ကIBT 80ရှိရမယ်ပေါ့နော်တစ်ခုကကျတော့ကျမတို့ကတကယ်လို့ကျောင်းကလည်းရှောက်ချင်နေပြီကိုကအရန်အလင်လိုနေပြီ IELTS ပြင်ဆင်ထားရလည်းမရှိဘူး TOEFL ပြင်ဆင်ထားရလည်းမရှိဘူးဆိုရင် AIT မှာကောင်းတာတစ်ခုကဘာလဲဆိုရင်သူကဒီ English efficiency test လို့ခေါ်တဲ့ AIT ကလုပ်တယ်ပေါ့နော် test တစ်ခုရှိတယ်အဲ့ဒါကကိုကဒီကျောင်းကိုရှောက်လိုက်တယ်အဲ့မှာသူကနေပြီးတော့မှဒီEnglish proficiency test အတွက်သူတောင်းတယ်ဒါပေမဲ့ကို့မှာမရှိနေဘူးဆိုရင်သူတို့ကနေပြီးတော့မှဒီစာမပွဲအသေးစားလေးစီစဉ်ပေးရပေါ့နော်အဲ့ဒါကじゃ remote ဖြေလို့ရတယ်သူတို့သတ်မှတ်ထားတဲ့အတိုင်းပဲကိုကနေပြီးတော့မှဒီ remote ဖြေပြီးတော့မှ
ဖုန်းရဲ့ computer ရေကိုထောင်ပြီးတော့ပေါ့နော်ကိုအနေနဲ့အဲ့ဒါကိုအလွယ်တကူကိုယ့်အိမ်မှာကိုဖြေလို့ရတယ်အဲ့ဒီမှာဖြေတဲ့အခါမှာဆိုရင်လည်း writing က6ရရမယ်ပေါ့နော်ဖြေရတာက scale တစ်ခုပဲဖြေရတယ်ဖြေရတဲ့ scale ကကျတော့ writing တစ်ခုပဲအဲ့ဒါက6ရှိရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ professional master တက်ချင်တဲ့သူတွေရှိမယ်ပေါ့နော် professional master တက်ချင်တဲ့သူတွေကျတော့ minimum 3 years work experience ရှိရမယ်ပေါ့နော်အဲ့ဒါကဘယ်လိုလဲဆိုရင်ကျမတို့ကျမရဲ့အတူတူဒီ climate change sustainable တက်နေတဲ့ကျမရဲ့အခန်းပေါ်တယောက်ရှိရပေါ့နော်သူကကျတော့ထိုင်းကနေပြီးတော့မှထိုင်းရဲ့ဒီ energy sector မှာ government energy sector မှာအလုပ်လုပ်နေတဲ့သူပေါ့နော်အလုပ်လုပ်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ကသူက professional master 1 year လာတက်တဲ့အခါမှာဆိုရင်ဒီ AID မှာရှိရဲ့ scholarship တွေကိုသူက eligible မဖြစ်တော့ဘူးဘာလို့လဲဆိုတော့ 1 year program တွေအတွက် AID မှာ MSc ရော MA ရော PM ရောသူတို့ကဒီ NDS scholarship တွေကိုမပေးဘူးဒါပေမဲ့သူတို့ရဲ့ government ကနေပြီးတော့မှ scholarship ပေါ့နော် scholarship သူ့ကိုပြန်ပြီး provide တယ်ပေါ့နော်အဲ့ဒါကြတော့ external scholarship ဖြစ်သွားတယ်အဲ့လိုမျိုးကိုယ့်အနေနဲ့ကဒီလို 1 year program မှာတက်ချင်တယ်ဆိုရင်တခြား external ဒီ sponsorship တွေရှာလို့ရတယ်ပေါ့နော်ဒါကတော့ကျမတို့master အတွက်လိုအပ်တဲ့ဒီ admission requirement ကိုပြောသွားတာပေါ့နော်ဒီမှာဆိုရင်ကျမပြောသွားတဲ့ထဲမှာဆိုရင်ဒီrecommendation letter တွေပါမလာဘူးပေါ့နော်အဲ့တော့ဘာလဲဆိုရင်ကျမတို့ဒီ AID မှာအရန်လွယ်တာတခုကကျမတို့ requirement ဒီ recommendation letter ပေါ့နော်မလိုအပ်ပါဘူးနောက်တစ်ခုကကျတော့ကျမတို့ recommendation လိုအပ်တဲ့အခါကဘယ်အမှလည်းရှိရဆိုရင်ကိုက PhD ကို apply လုပ်ချင်တဲ့အခါမှာပဲရှိရပေါ့နော် PhD ကတော့ကျမတို့ဒီ bachelor 4 year ရှိရမယ် master ကလည်း master နဲ့ relevant ဖြစ်တဲ့ thesis ဖြစ်ရမယ်နောက်တစ်ခုကကျတော့master မှာဆိုရင်GPA က 3.5 ပေါ့နော်အနည်းဆုံးရှိရမယ်နောက်တစ်ခုကကျတော့ခုနပြောသလိုပဲ English profession တက်ကကျတော့ IELTS 6ရှိရမယ်ပြီးတော့ writing က6ဖြစ်ရမယ်ခုနတော့ကဒီ master နဲ့ဒီ English profession တက်ကတော့အတူတူပဲတခုပဲကွာသွားတာဘာလဲဆိုတော့ PhD ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီ research proposal ရေးပေးရမယ်အဲ့ဒါက5 to 10 pages ပါရမယ်ပြီးတော့ရင် master နဲ့မတူတာကကြတော့ကျမတို့ PhD မှာဆိုရင်တော့သူက recommendation letter လိုတယ်ပေါ့နော်တကယ်လို့ဒီအရင်ကတက်ခဲ့တဲ့ master ကခုနလိုပဲ PM သို့မဟုတ်လို့တကောင်း1 year graduate study ဖြစ်ခဲ့မယ်ဆိုရင်တော့ကျမတို့ကဒီ12 or 24 credit ကိုယ့်အနေနဲ့ course work ပြန်ယူပြီးတော့မှအဲ့ဒီ course work ကိုလည်း 3.5 ရအောင်လုပ်ရမယ်ပေါ့နော်အဲ့လိုမျိုးသတ်မှတ်ထားတဲ့ခါတွေတော့ရှိရပေါ့နော်နောက်တစ်ခါကျတော့ PhD အတွက်ကတော့ကျမတို့ credit က84 credit ရအောင်ယူရပြီးတော့မှ master အတွက်ကကျမတို့ကကျမ master က48 credit ယူရတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျမတို့ဒီ admission requirement အတွက်လိုအပ်တဲ့ဟာလေးတွေကိုပြောသွားတာပေါ့နော်အဲ့ဒီမှာကျမကဒီမှာAID scholarship ကို apply လုပ်ဖို့အတွက်ဆိုရင် check လေးတွေလုပ်ထားပေးတယ်ပေါ့နော်အဲ့ဒီမှာကျမတို့ကခုနကတော့ငါလိုပဲခဏလေးနော်ကျမ slot share ပြီးတော့မှတစ်ခါလေးဟိုလိုလေးပြလိုက်ချင်လို့ပါအခုမြင်ရသေးလားမသိဘူးနော်မြင်ရတော့ ပြပါဦးဒီချေ okay ခဏလေးပါနော်ပြပါရှင် ဟုတ်ကဲ့ဟုတ်okay ကျွန်မပြန်ပြီးတော့ share လိုက်ပါမယ်ဘာလို့လဲဆိုတော့ကျွန်မဒီမှာ link တွေအများကြီးထည့်ထားပေးရတဲ့အတွက်ကြောင့်မလို့ဆရာတို့ဆရာမတို့ကြည့်ရတော့ပို့ပြီးတော့ရှင်းအောင်လို့ပေါ့နော်အဲ့တော့ကျွန်မတို့ဒီscholarship ကို apply လုပ်မယ်ဆိုရင်ခုနကတော့ပြောသလိုပဲကျွန်မတို့က admission ကဘာလဲပေါ့နော်အဲ့ဒါကိုကျွန်မတို့ admission requirement ကိုက okay ငါတို့ admission requirement အတွက်အဆင်ပြေပြီဆိုရင်ကျမတို့က scholarship ကိုချက်ရတော့မယ်တကယ်လို့ admission requirement ကဘာတွေလဲဆိုတာသိချင်တယ်ဆိုရင်ကျမဒီမှာ link လေးထည့်ထားပေးတယ်ပေါ့နော်အဲ့ဒီ link မှာဆိုရင်ဒီမှာ admission ပေါ့နော်ကျမတို့ဒီ school ကိုသွားပြီးသွားရင်ဒီမှာ admission ပြီးသွားရင် deadline တွေတစ်ခုချင်းစီအတွက်ထည့်ထားပေးတဲ့ဟာမျိုးရှိရပေါ့နော်ဒီမှာကျမတို့ intake တွေကလည်းအမျိုးမျိုးရှိရင်ကျတော့ match intake အတွက်လား joint intake အတွက်လားပေါ့နော်ဒါကကျတော့ဒီschool management အတွက်ကတော့ match တို့ joint intake တို့ပေါ့နော်ကျမတို့ဒီ SCT နဲ့ SCRT တို့ကကျမတို့ကဒီ August နဲ့ January intake ဆိုပြီးနှစ်ခုရှိရပေါ့နော်ဒါတော့ကျမတို့ဒီ deadline တွေရဲ့ admission requirement တွေကိုထည့်ထားပေးတဲ့ဟာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျမတို့ကအရေးကြီးဆုံးအပိုင်းလာပြီပေါ့နော်ကျမတို့scholarship requirement ကိုချက်ရတော့မယ် okay ကျမဒီကျောင်းတက်ချင်တာသိပြီကျမတက်ချင်တဲ့ program ကိုသိပြီ admission အတွက်ကျမအဆင်ပြေပြီဆိုရင်ကျမတို့ဒီscholarship requirement ကိုသွားရမယ်ပေါ့နော် scholarship requirement မှာဆိုကျမတို့ financial aid ဆိုတဲ့အခန်းကဏ္ဍလေးရှိရယ်အဲ့ဒီမှာဆိုရင်ကျမကဒီလိုတမတ်ကြီး scholarship အတွက်မထည့်ထားပေးတာဘာလဲဆိုရင် AID မှာရှိတဲ့ scholarship တွေကအများများတယ်ပေါ့နော်အဲ့တော့ financial aid ကလည်းပေးတဲ့ဒီဟိုဟာတွေကလည်းအများများတယ်ပေါ့နော်အဲ့မှာ financial aid မှာဆိုရင်ကျမတို့ဒီ
ဒီ home ထဲကိုသွားပြီးသွားရင် financial aid ထဲကိုဝင်လိုက်ပေါ့နော်ဝင်သွားပြီဆိုရင်ကျမတို့ဒီမှာဒီ master အတွက်ဆိုပြီးတော့သူ job offer ကိုပေးတဲ့ဒီ specific company limited ကနေလည်းရှိတယ်ပြီးတော့ရင်ဒီ AIS scholarship တွေရှိတယ်နောက်တစ်ခုကကျတော့ AIT alumni scholarship ဒါကတော့ nationality ဆိုရင်မလေးရှားပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီ AIT alumni association ပြီးတော့ AIT alumni scholarship fund ပေါ့နော်အဲ့ဒါတွေရှိရယ်ပြီးတော့ AIT scholarship ရှိရယ်ပြီးတော့ရင်ဒီမှာ Asian Development Bank ရှိရယ်ပေါ့နော်နောက်တစ်ခုကကျ China scholarship ဒီမှာ scholarship ပေါင်းစုံကိုကျမတို့ဒီမှာအများကြီးသူပေးထားတယ်ပေါ့နော်အဲ့ဒီမှာကျမခုတက်နေတဲ့ scholarship ကိုအဓိကအနေနဲ့ focus ထားပြီးတော့တခြား similar ဖြစ်တဲ့ scholarship နှစ်ခုကို example ပေးခြင်းတယ်ပေါ့နော်အခုကျမရတဲ့ scholarship ကပါလဲဆိုရင် Royal Thai Government Scholarship Royal Thai Government Scholarship မှာဆိုရင်သူကဒီ His Majesty ပေါ့နော် King Scholarship ကကြတော့သူအဓိကအနေနဲ့doctorate ပေါ့နော်ဒီ PhD အတွက်ပဲပေးတာ PhD အတွက်မှာသူကအာဆီယံနိုင်ငံတွေ Asia country တွေပြီးတော့ရင်ဒီမှာလာအိုဘူတန်ပေါ့နော် Timor Leste သူတို့သုံးခုကိုအဓိကပေးတယ်ဒါပေမဲ့ကျမတို့က King Scholarship ကိုရတဲ့သူတွေဟာအားလုံးက PhD level ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကျမတို့ Master အတွက်ဆိုရင်နှစ်ခုရှိသွားပြီ Master အတွက်ကဘာလဲဆိုရင်ဒီမှာကျမတို့အတွက် master အတွက်ဆိုရင်ကျမတို့က Queen Scholarship for Master Program ရယ်နောက်တစ်ခုကကျတော့ဒီ GMS လို့ခေါ်တယ်ကျမရတဲ့ scholarship ပေါ့နော်အဲ့ scholarship အတွက်ဆိုပြီးတော့မှသူကပြန်ပြီးတော့ခွဲတယ်ပေါ့နော်အဓိကအနေနဲ့ကျမတို့ခေတ်မှာကျတော့ဒီ GMS ကိုအရင်တော့ပေးတာကတော့ဒီလေးခုပဲပေးတယ်ကျမတို့ခေတ်မှာကျတော့ဒီ climate change sustainable ပါလာတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျမတို့ကဘယ်မှာကြည့်ရမှာလဲဆိုရင်ကိုကဒီမှာ 4 eligibility ကိုကြည့်လိုက်မယ်ဆိုရင်ကိုအနေနဲ့ကိုကeducation record မှာ outstanding ဖြစ်လာပေါ့နော် bachelor degree မှာဆိုရင်ဒီ3.5ပေါ့နော်3.5ကို out of 4ဒီကျမတို့4မှာဆို3.5ရရမယ်နောက်တစ်ခုကကျတော့ဒီ IE ရဲ့ deals ပေါ့ဒါမှမဟုတ်ရင်လေဒီ AIT ရဲ့ language center မှာဆိုရင်6ကျော်ရမယ်အဓိကအနေနဲ့ तू က writing ကိုအဓိက focus ထားတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီ writing က60ရမယ်နောက်တစ်ခုကကျတော့ဒီမှာဒီ coverage ဆိုရင်ကျမတို့ဒီ scholarship award တွေကကျတော့ဒီ tuition fee လည်းပေးတယ် accommodation လည်းပေးတယ်ပြီးတော့ living experience expense တွေလည်းပေးတယ်ပေါ့နော်ပြီးတော့ရင်ဒီမှာတစ်ခုကကျတော့ deadline ပေါ့နော် deadline ကဘာလဲဆိုရင်2025အခုလောလောဆယ်ဒီ August intake အတွက်ဆိုရင် February 28က deadline ပေါ့နော်အဲ့ဒီမှာ AIT မှာအရင်အရေးကြီးတာဘာလဲဆိုရင်ကျမတို့ scholarship တွေကအများကြီးရှိရယ်ပြီးရင် deadline တွေကလည်းတစ်ခုနဲ့တစ်ခုလုံးဝမတူဘူးပေါ့နော်အဲ့တော့ကိုကတကယ်လို့မှကိုစိတ်ဝင်စားတဲ့ scholarship ကဘယ်အချိန်လဲဆိုတာကိုအမြဲတမ်းကြည့်နေရမယ်ဟာမျိုးဖြစ်တယ်ပေါ့နော်ကျမ apply လုပ်တော့ဆိုရင်ကျမ AIT အကြောင်းကိုကျမစချင်း apply တော့အများကြီးမသိဘူးပေါ့နော်ကျမ apply တဲ့ခက်ကကျတော့ကျမတို့ဒီတခြား scholarship တွေလည်းပြန်လျှောက်တဲ့အချိန်မှာကျမကဒီ February မှာကျမအကုန်လုံးပြင်ဆင်ပြီးသွားပြီပေါ့နော် IELTS လည်းပြင်ဆင်ပြီးသွားပြီပြီးသွားရင်ဒီကိုယ့်ရဲ့ဒီကိုယ့်ရဲ့ဒီဘာလဲ statement of purpose တွေရောပြီးတော့ result proposal တွေရောရှင်းသမျှဟာအကုန်လုံးကျမပြင်ဆင်ပြီးသွားတဲ့အခါမှာကျမတခြားဟာတွေရောလျှောက်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့deadline က February လောက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာရတဲ့ scholarship ကဒီ scholarship ဖြစ်တယ်ပေါ့နော်အဲ့တော့ကျမဒီ scholarship အတွက်ဒီ scholarship ကိုရတယ်ပေါ့နော်ကိုယ့်အနေနဲ့ထားလိုက်ပါတော့ဒီ scholarship မဟုတ်ဘူးဒီ Royal Thai scholarship မဟုတ်ဘဲနဲ့တခြားသော scholarship တွေပေါ့ Asian Development Bank ADB ကပေးတဲ့ scholarship ကိုရရမယ်ဆိုရင်ရချင်တယ်ဆိုရင်တော့ကျမတို့သူ့ရဲ့ deadline ကိုတစ်ချက်သွားပြီးတော့ကြည့်မှရမယ်ပေါ့နော်ဒီမှာဆိုရင်ကျမတို့ဒီ August intake အတွက်ဆိုရင်သူ့ရဲ့ deadline ဟာ 31st March ဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့က deadline scholarship deadline တွေရယ်ပြီးတော့ရင် scholarship ကဘယ်ချိန်ခေါ်လဲကိုရှောက်ချင်တဲ့ program ဘာလဲကိုလိုချင်တဲ့ scholarship ကဘာလဲဆိုတာကိုကျမတို့သိနေရမယ့်ဟာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကျမရှောက်တဲ့အချိန်ကကျတော့ Royal Thai scholarship ရယ်ခေါ်တဲ့အချိန်ဖြစ်တဲ့ကြောင့်မလို့ကျမရသွားတဲ့ scholarship က scholarship ဖြစ်တဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျမတို့ဒီ ADB scholarship ကဆိုရင်လည်းဒီမှာကျောင်းမှာဆိုရင်တော်တော်နာမည်ကြီးတဲ့ scholarship ပြီးတော့ရင်ကျမတို့ဒီခန်းစားခွင့်တွေလည်းအများများတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျမတို့က scholarship ပေးတဲ့အခါမှာဆိုရင်ခုနကတော့ကျမ Royal Thai မှာဆိုရင်အများကြီးသိမလိုအပ်ဘူးကိုကနေပြီးတော့မှ3.5 out of 4ရရမယ်ပြီးတော့နောက်တစ်ခုကကျတော့6ရရမယ်အဲ့လိုမျိုးဟာလေးပဲရှိရဲဒါပေမဲ့ဒီ ADB scholarship မှာဆိုရင်သူကဒီမှာworking experience ပေါ့နော် working experience 2 နှစ်ရှိရမယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်နောက်တစ်ခုကကျရင်
လုံးဝကိုယ့်ရဲ့ academic record ကလည်း superior academic record ဖြစ်ရမယ်ပြီးတော့ oral writing communication ကောင်းရမယ်ဟာမျိုးဖြစ်တယ်ပြီးတော့ရင်ခုနကကျွန်မပြောတဲ့ scholarship ထဲမှာဆိုရင် age limitation လုံးဝမရှိဘူးဒါပေမဲ့ ADP မှာကြတော့ तू က no more than 35 years old ဆိုတဲ့ဟာမျိုးပါတယ်ပေါ့နော်အဲ့ဒါကြ master student တွေအတွက်ပြီးတော့နောက်တစ်ခါကျတော့ဒီ PhD student တွေအတွက်ဆိုရင်45 years old မတိုင်ခင်ပေါ့နော်အဲ့လိုမျိုးတွေပါတယ်ပေါ့နော်ကန့်သက်ချက်တွေရှိတယ်နောက်တစ်ခါကျတော့ကျမတို့ဒီကိုလျှောက်တဲ့ scholarship ပေါ်မူတည်ပြီးတော့သူတို့ကပြန်တောင်းတဲ့ဟာမျိုးတွေရှိတယ်ဥပမာအနေနဲ့ကိုက recommendation letter ကျမခုနပြောသွားသလိုပဲ admission မှာဆို recommendation letter master အတွက်မလိုအပ်ဘူးဒါပေမဲ့ ADP scholarship ကနေပြီးတော့မှyou are nominated for the ADP scholarship ပေါ့နော်တင်ကိုဒီ ADP scholarship အတွက် nominate လုပ်ထားပါတယ်အဲ့လိုဆိုရင်တော့ तू ကဘာတွေလိုအပ်တယ်ဆိုပြီးတော့ပြန်တောင်းတဲ့ဟာမျိုးတွေရှိရပေါ့နော်အဲ့ဟင်ကြရင်တော့ကိုကတခါတည်းအသင့်ပြင်ထားရမယ့်ဟာမျိုးဖြစ်တယ်ပေါ့နော်အဓိကအနေနဲ့ဒီမှာလိုအပ်တဲ့ဟွာတွေကဘာတွေလဲဆိုရင်ကျမတို့ဒီမှာဒီ undergrad degree မှာတက်ခဲ့တဲ့ဒီ academic transcript တွေလိုအပ်တယ်နောက်တစ်ခုကကျတော့6.5အဲ့ဒါကိုပေးနိုင်ရမယ်ပေါ့နော် English efficiency English proficiency တက်ပေးရမယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီမှာကကိုကနေပြီးတော့မှအလုပ်လုပ်ခဲ့ကြောင်းအလုပ်လုပ်တာမှန်ကန်ကြောင်းအလုပ်နှစ်နှစ်လုပ်တာပြည့်ကြောင်းကိုဒီ employer ကနေတောင်းပေးရတဲ့ဟာရှိတယ်အဲ့တော့ခုနပြောသလိုပဲအကယ်၍ကိုကဒီ ADP အတွက် nominate ဖြစ်သွားတယ်ဆိုရင်တော့ကိုအနေနဲ့ဒီwork certificate ကိုပြင်ထားဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ income statement လို့ခေါ်တဲ့ဒီ income statement ဒီပြန်တောင်းတဲ့ဟာရှိရယ်ပြီးတော့ရင်ဒီ ADP GPS information ရှိမှာကိုဖြည့်ရတဲ့ဟာမျိုးတွေရှိရယ်ပေါ့နော်အဲ့တော့scholarship တစ်ခုချင်းစီမှာမူတည်ပြီးတော့မှdeadline ပါတယ် နည်းနည်းနေကြလေးဟိုပါ deadline တွေกว่า အဲ့ဒါ ဟိုကကြတော့ကိုပေးရတဲ့ document တွေလည်းกว่าသွားတယ်ပေါ့ အဲ့ နော် ရန်ကပိတ်လိုက်တယ်နော် ဟုတ်အဲ့ဆိုရင်ခုနကတော့ကျွန်မပြောသလိုပဲဒီ AI ဒီ scholarship requirement တွေကို check ဖို့လိုအပ်တယ်ဆိုတဲ့ဟာရယ်နောက်တစ်ခါကျတော့ဒီ admission အတွက် scholarship အတွက် deadline ကို check ရမယ်အဲ့တော့အကုန်လုံးဒါတွေအကုန်လုံးပြီးသွားပြီဆိုရင်ကိုရီဘယ်မှာသွားပြီး apply လုပ်ရမလဲဆိုတဲ့ဟာရှိရယ်ပေါ့နော်အဲ့တော့ကျွန်မတခုပြချင်တာကကြတော့ကျွန်မတို့ AID မှာ apply AID မှာမဟုတ်ဘူးတခြားကျောင်းတွေတော်တော်များများမှာကျွန်မတို့က online portal ကနေ apply လုပ်ရတယ်ပေါ့နော်အဲ့တော့ကျွန်မတခါတည်းပြပေးချင်တာကကြတော့ဒီမှာ AID မှာ apply လုပ်ရတယ်โอเคတကယ်လို့ကိုက home ပေါ့နော်ဒီလိုမျိုး home မှာဆိုရင်ကျမတို့ admission တွေကိုဝင်လိုက်လို့ရတယ်ဝင်ပြီးသွားပြီဆိုရင်ကျမတို့ apply online ဆိုတာထိလိုက်ရင်ဒီ page ကိုရောက်သွားတာပဲတကယ်လို့မဟုတ်ဘဲနဲ့ဒီကျမပေးထားတဲ့ PowerPoint မှာပဲဒီ apply portal ဆိုတဲ့ဟာလေးကိုထိလိုက်ရင်လည်းအဲ့ဒီ page ကိုရောက်သွားတာပဲပေါ့နော်အဲ့တော့ကိုအဆင်ပြေတဲ့အတိုင်းပဲဝင်ကြည့်လို့ရတယ်အဲ့မှာအဓိကတစ်ခုကဘာလဲဆိုရင်ဒီ AID မှာဒီ scholarship apply နဲ့သူ့ရဲ့ admission apply နဲ့ဆိုရင်မဖြစ်မနေပေးရတဲ့ batch 800ပေးရတယ်ပေါ့နော် batch 800ကိုကျမတို့batch 800ပေးရတယ်အဲ့ဒါကဒီစပြီး apply လေးကပေးရတာပြီးတော့အဲ့ဒါ non refundable ပေါ့ကိုယ်အနေနဲ့ admission ပါသည်ဖြစ်စေမပါသည်ဖြစ်စေ scholarship ရသည်ဖြစ်စေမရသည်ဖြစ်စေအဲ့ဒါက refund ပြန်လုပ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျမကဒီမှာ start a new application လုပ်လိုက်လို့ရတယ်ဒါပေမဲ့ဆရာတို့ဆရာမတို့ပြချင်တဲ့အတွက်ကြောင့်မလို့ကျမအရင် apply မိစားဟာကိုကျမရှောက်လိုက်မယ်ပေါ့နော်အဲ့မှာဒီပုံစံကဘယ်လိုလေးလဲဆိုရင် personal information ဖြည့်ရတဲ့ဟာတွေရှိတယ်နောက်တစ်ခါကျတော့ဒီမှာကို academic requirement မှာဘာလုပ်ခဲ့လဲဆိုတာရှိတယ်နောက်တစ်ခါကျတော့ကိုကနေပြီးတော့မှ IELTS ဖြည့်ထားတယ်သူ IELTS ကိုမှတခြားဟာကိုမမေးဘဲနဲ့ writing score ကဘယ်လောက်ရလဲဆိုတာမေးရတဲ့ကြောင့်မလို့ကျမ writing score 6ရတဲ့အတွက်ကြောင့်မလို့6ကိုထည့်ထားတယ်ပေါ့နော်ဒါတော့ကိုpersonally ဖြည့်ရမယ့်ဟာအရင်မခက်ခဲဘူးပေါ့နော်အဲ့ဒါရှိရနောက်တစ်ခုကကြတော့ဒီမှာကျမတို့ဒီကိုသွားခြင်းတဲ့အကြောင်းကဘာလဲခုနကကျမပြောတယ်ခုနကကျမကြည့်လိုက်တယ် program ကိုကြည့်လိုက်တယ်ပေါ့နော်ခုနကကျမ SCRD school တွေ3ခုပြထားတယ် SCRD ရှိရယ် SCT ရှိရယ် SOM ရှိရယ်အဲ့ဒီမှာကိုတက်ချင်တဲ့ academic program ဘာလဲဆိုတာကိုကြည့်ရမယ်အဲ့ academic program ကဘယ် school အောက်မှာရှိရတယ်ဆိုတာကိုကြည့်ရမယ်အဲ့တော့ဒီမှာကျမတို့3ခုရှိရယ်ပေါ့နော်3ခုရှိရဆိုဒီမှာဒါကျမတို့ရွေးလို့မရတော့ selected ဖြစ်ပြီးသားအတွက်ကြောင့်မလို့ပေါ့နော်ဒီမှာ school က environment resource and development ဆိုတာကကြတော့ကျမ SCRD အောက်ကကျမတက်ချင်တဲ့ climate change sustainable development ဒီ SCRD အောက်ကမဟုတ်လို့ကျမ SCRD ကိုရွေးရယ်ပြီးတော့ရင်ကျမရဲ့ program ရွေးရယ်ပြီးတော့ master ရွေးရယ်ပေါ့နော်ပြီးတော့ရင်လိုအပ်တဲ့ဟာရွေးရယ်ပြီးတော့ရင်အဓိကအရေးကြီးတာကကိုဒီအကြောင်းကိုတက်ချင်းဒီပေါ့နော် financial aid လိုလားလိုရဲဆိုရင် yes လုပ်ခဲ့ပေါ့နော်ပြီးတော့ရင်ဒါပေမဲ့ AID မှာကျတော့ကျမတို့ဘယ် scholarship ကိုအဓိက focus ထားပြီးရှောက်ပါတယ်ဆိုပြီးတော့မှဒီကိုယ့်ရဲ့ personal statement of purpose မှာရေးလိုက်လို့ရတယ်တကယ်လို့မရေးဘူးဆိုရင်လည်း तू က yes ဆိုရင်ကိုရှောက်တဲ့ deadline ပေါ်မှာမူတည်ပြီးတော့မှကျမတို့ဟိုရှောက်တဲ့ဟာကွာသွားတာပေါ့နော်
ရတဲ့ scholarship ကကွာသွားတာအဓိကအနေနဲ့ကကျမတို့ဒီfinancial aid မှာ tick လုပ်လိုက်ရုံပဲပေါ့နော်ဒါကတော့ကျမတို့ဒီကိုယ့်ရဲ့ CV form upload လုပ်ရတယ်ဒါကတော့ကျမတို့ဒီ application portal မှာဘယ်လိုမျိုးပေါ်လဲဆိုတဲ့ဟာလေးပေါ့နော်နောက်တစ်ခုကကျမတို့ statement of purpose ကလည်းcharacter 300ပဲရေးရတယ်ပေါ့နော်အဲ့တော့အရန်ကိုတခြား scholarship တွေနဲ့စာရင်အရန်ကိုလွယ်ကူတဲ့ scholarship ပေါ့နော်အဲ့လိုပြောလို့ရပါတယ်အဲ့တော့နောက်တစ်ခုကကျမကapplication portal ကိုလည်းမြင်ပြီးသွားပြီအဲ့တော့ကိုယ့်အနေနဲ့ပြင်ထားမှာကကိုဒီတကယ်လို့ဒီအကြောင်းကို apply လုပ်မယ်ဆိုရင်ဒီအကြောင်းမှမဟုတ်တခြားအကြောင်းတွေလည်း apply လုပ်မယ်ဆိုရင် academic transcript ကိုပြင်ထားရမယ်နောက်တစ်ခုကကြတော့ AID မှာ master တက်တဲ့သူတွေက recommendation letter မလိုအပ်ဘူးမလိုအပ်တဲ့အတွက်ကြောင့်မလို့ကျမတို့master အတွက်ဆိုရင်တော့ပြင်ထားကြမလို့ပဲမဲ့ PhD အတွက်ဆိုရင်တော့သူကနှစ်ဆောင်ပြင်ထားရမယ်နောက်တစ်ခုကကြတော့ PhD အတွက်ဆိုရင် research proposal ပြင်ထားရမယ်ပြီးတော့ရင် English language requirement ကိုလုပ်ထားရမယ်ပေါ့နော် IELTS writing 6ရရမယ် TOEFL လည်း80ရရမယ်နောက်တစ်ခုကကြတော့ဒါမှမဟုတ်လည်းကျောင်းမှာဖြေလို့ရတယ်ပေါ့နော်အဓိကကြတော့နောက်တစ်ခုကကြတော့ကျမတို့scholarship apply လုပ်မယ်ဆိုရင်အဲ့ဒီ scholarship မှာကိုကဘာလို့ဒီဟာကို apply ချင်တာလဲဆိုပြီးတော့ scholarship နဲ့ကိုတက်ချင်တဲ့ academic program ကို link လုပ်ပေးရမယ်ပေါ့နော်အဲ့ဒီဟာလေးရှိပါတယ်လို့အဲ့တော့ကျမကအဲ့ရရမယ်နော် sorry ဘာလို့ဆိုတော့ full screen လေးပြန်ပြချင်လို့ပါokay okay အဲ့ဆိုရင်ကျမကခုနကပြောသွားတဲ့ထဲမှာဆိုရင်ကုန် full screen လို့မရတော့လိုပဲပြလိုက်တော့မယ်နော်ကျမခုနပြောသွားတဲ့ခါမှာဆိုရင် scholarship တွေအများကြီးကိုပြသွားတယ်ပေါ့နော်အဲ့ဒီမှာကျမပြန်ပြမယ်ဆိုရင်တော့ financial aid မှာ scholarship တွေကဒီမှာနည်းတာမဟုတ်ဘူးပေါ့နော်ဒီမှာ scholarship တွေကိုဒီမှာ1 2 3 page ရှိတယ်ဒီမှာ scholarship ဒီမှာany nationality ပေါ့နော်ဒီဒီ public committee ကနေပြီးတော့ခေါ်တဲ့ဟာတွေရှိတယ် AIS scholarship တွေရှိတယ်ဒီမှာ scholarship ပေါင်းစုံရှိတယ် Chinese ဆိုရင်ဒါ Chinese government ကပေးဆို China nationality တခုအတွက်ပဲ Pakistan government ကပေးတဲ့ဟာလည်း Pakistani တွေအားလုံးတွက်ဖြစ်ပေါ့နော်အဲ့တော့ပြန်ပြီးချုပ်လိုက်မယ်ဆိုရင်ကျမတို့ညီမတွေ apply လုပ်ရတဲ့ scholarship ကဘာတွေလဲဆိုရင်ဒါတွေပဲရှိတယ်အဲ့မှာဘာတွေလဲလို့ပြရမယ်ဆိုရင်ဒီမှာ scholarship name တွေရယ်ပြီးတော့ရင်သူကနေပြီးတော့ဘာတွေကို covering လုပ်လဲပြီးတော့ရင်ဘယ်သူတွေက eligible ဖြစ်လဲဆိုတဲ့ဟာကိုကျွန်မပြန်ပြီးတော့မှ point out လုပ်ထားတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်သူကခုနကတော့ AID scholarship ဆိုတာကိုမြင်လိုက်မယ် AID scholarship ကတော့အဓိကအနေနဲ့ကသူက registration fee ပြီးတော့ tuition fee လောက်ပဲကောက်မှာဖြစ်တာပေါ့နော်များသောအားဖြင့်သူက fully funded scholarship မဟုတ်ဘူးအဲ့ဒီမှာအဓိကအနေနဲ့ကသူကဒီ academic merit ပေါ်မှာမူတည်ပြီးတော့မှကိုယ့်ရဲ့ performance ကိုအရင်ကလုပ်ခဲ့တဲ့ bachelor degree မှာဘယ်လောက် performance ကောင်းလဲဆိုတာမူတည်ပြီးတော့မှသူကscholarship ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာလုံးဝသူက 100% scholarship ရရတဲ့သူက tuition fee 100% scholarship ရရတဲ့သူလည်းရှိတယ်ဒါပေမဲ့များသောအားဖြင့်ရှာတယ်အဓိကအနေနဲ့သူက 50% 80% 70% 60% or like 30% အဲ့လိုမျိုးပေးရတဲ့ဟာမျိုးရှိရပေါ့နော်အဓိကအနေနဲ့ကတော့ tuition fee ကိုပဲကျမတို့ဒီကျောင်းရဲ့ဒီtuition fee ကိုပဲအဓိကပေးရတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ဒီကျွန်မခုနပြောတယ်ကျွန်မရတဲ့ scholarship အဲ့ဒီ scholarship ကကြတော့ဒီ Royal Thai scholarship ပေါ့နော်ဒီမှာ Queen scholarship ရှိရယ် GMS scholarship ရှိရယ် GMS scholarship ကကြတော့ကျမတို့fully funded ပေးတယ် fully funded ပေးတယ်ဆိုတာကကျမတို့ဒီ tuition fee လည်းပေးတယ်ဒီမှာနေတဲ့နေစိတ်လည်းပေးတယ်သုံးစိတ်လည်းပေးတယ်ပေါ့နော်အဲ့ဒါကကြ Asian nationality အကုန်လုံးရှောက်လို့ရတယ်ညီမတွေလည်းရှောက်ကြတယ်ညီမတွေလည်းအများကြီးရကြတယ်ပေါ့နော်တခုကကြတော့သူက travel expense မပေးဘူး okay အဲ့တော့ဘာကွာသွားလဲဆိုရင်ခုနကတော့ Asian Development Bank ကကြတော့သူက tuition fee လည်းပေးတယ် travel expense လည်းပေးတယ် living stipend လည်းပေးတယ်ပေါ့နော်အဲ့ဒါကြဘယ်လိုလဲဆိုတော့ကျွန်မမြန်မာနိုင်ငံကနေပြီးတော့မှထိုင်းအောင်လာတက်တဲ့ခါမှာဆိုရင် commute လောက်ခကိုဒီကျမတို့ဒီ Royal Thai scholarship ကမပေးဘူးကိုယ့်ဟာကိုလာရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျမတို့ဒါက Asian nationality ရှောက်လို့ရတယ်ညီမတွေလည်းရှောက်လို့ရတဲ့ဟာမျိုးပေါ့နော်ပြီးတော့ရင် ADB scholarship ကတော့ကျမတို့ဒီ ADB ရဲ့ member နိုင်ငံတွေရှောက်လို့ရတယ်ညီမက ADB ရဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ရှောက်လို့ရတယ်ဒါပေမဲ့ကို့မှာတော့ 2 year experience work experience ရှိရမယ်တကယ်လို့ကိုကရွေးချယ်ခံရတယ်ဆိုရင်လည်းကိုယ့်ရဲ့အလုပ်ရှင်စီကနေပြီးတော့မှ work certificate ရအောင်ယူရမယ်ပေါ့နော်
ပြီးသွားရင်နောက်တစ်ခုကကြတော့ DADD scholarship ကလည်းဒီမှာအရန်ဟိုအခွင့်အရေးများတဲ့ scholarship တစ်ခုပဲပေါ့နော်အဲ့ဒါတော့ဒီ South Asian အကုန်လုံး food support ပေးတယ်ပေါ့ food support ဆိုလို့ပြောတဲ့အခါမှာကျမတို့ tuition fee လည်းပေးတယ် living experience living ဒီ stipend လည်းပေးတယ်ပြီးတော့ရင် travel expense တွေလည်းပေးတယ်အကုန်ပေးတယ်ပေါ့နော်တခုရှိတာကသူကကျမတို့ SCRT အောက်ကျမတို့ရဲ့ဒီ SCRT School of ဒီ Energy Resource and Development အောက်ကသူက major နှစ်ခုကိုပဲပေးတာအဲ့ဒါဘာလဲဆိုရင် Gender Development Study နဲ့ NRN လို့ခေါ်တဲ့ Natural Resource Management နှစ်ခုကိုပဲပေးတယ်ပေါ့နော်တကယ်လို့ကိုကဒီဟာကိုစိတ်ဝင်စားရဆိုရင်တော့ဒီ test scholarship ရဖို့အတွက်chance များတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ AIT ရဲ့ UNESCO ရဲ့ချိတ်ထားတဲ့scholarship ပေါ့နော်အဲ့ဒါကကျတော့သူက thematic topic ပေါ်မှာမူတည်ပြီးတော့ပေးတာဘယ်လိုလဲဆိုရင်ကျမတို့ကထားလိုက်ပါတော့ဒီနှစ်အတွက်သူတို့က agricultural water management ကိုသူတို့က focus ထားတယ်ဆိုရင်သူတို့ရဲ့ thematic issue ဒီ agriculture and water management ဖြစ်တယ်အဲ့တော့အဲ့ဒီကိုရှောက်တဲ့သူတွေအတွက် eligible ဖြစ်တယ်ပေါ့နော်ပြီးတော့ရင်အဓိကနေနဲ့သူကပေးရတော့ tuition fee ပဲ tuition fee ပဲပေးတာတခြားဒီ living experience နဲ့ travel experience နဲ့ဘာမှliving expense တွေ travel expense တွေမပေးဘူးပေါ့နော်အဲ့တော့သူအဓိကအနေနဲ့ကတော့ဒီ thematic topic ပေါ်မူတည်ပြီးတော့မှသူတို့ဒီနှစ်မှာ focus ထားခြင်းတဲ့ဟာပေါ်မှာမူတည်ပြီးတော့မှပေးတဲ့ဟာမျိုးပေါ့နော်အဓိကအနေနဲ့ကတော့သူကျောင်းစိတ်ပဲပေးတယ်အဲ့ဒါကဒီ donor ကနေပေါ့ဒီနှစ်ကတော့ဥပမာအနေနဲ့ဒီ agriculture အတွက်ပေးခြင်းတယ်ဆိုရင် agriculture ကိုပေးမယ်နောက်နှစ်မှာတော့သူတို့ water နဲ့ပတ်သက်ပြီးပေးမယ်ဆိုရင် water နဲ့ပတ်သက်တဲ့ဟာကိုပေးမယ်ပေါ့နော်အဲ့ဒီဟာပဲဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်မဒီမှာ link လေးထည့်ပေးထားတယ်ဒီ UNESCO ကနေပြီးတော့မှပေးတဲ့ဒီ dual degree ဆိုတဲ့ဟာလေးဖတ်ချင်တယ်ဆိုရင်ပေါ့နော်ဒီမှာအဓိကဒါသူတို့ပေးထားတဲ့ဟာလေးပေါ့နော်ဒါအဓိကအနေနဲ့ကတော့ဒီ agricultural water management နဲ့ enhanced lands and water productivity ဆိုပြီးတော့မှပေးထားတဲ့scholarship ပေါ့နော်အဲ့ဒါ dual scholarship လေးဟာကိုထည့်ပေးထားတယ်အဓိကအနေနဲ့ကတော့သူကပေးတယ်ဒါပေမဲ့ tuition fee ပဲပေးတယ်နောက်တစ်ခုကကျတော့နှစ်တိုင်းပြောင်းနေတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ပြီးတော့ရင်ကျမတို့ဒီ country specific လို့ခေါ်တဲ့ဒီ fellowship partner fellowship တွေလည်းရှိတယ်အဲ့ဒါတော့ခုနကကျွန်မပြောသလိုပဲဒီပါကစ္စတန်ဆိုလဲပါကစ္စတန် government ကနေပဲပေးတဲ့ဟာမျိုးနောက်တစ်ခုကကျတော့အကယ်၍ပါကစ္စတန်မဟုတ်ဘူးတခြားဒီပါကစ္စတန်မဟုတ်ဘဲနဲ့တခြား China ဆိုလဲခုန China government ကသူတို့ရဲ့နိုင်ငံသားတွေပေးတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးပေါ်မှာမူတည်သွားတယ်ပေါ့နော်အဲ့တော့ကျွန်မပြောချင်တာကကျွန်မမြန်မာနိုင်ငံကကြတော့မြန်မာနိုင်ငံသားတွေအတွက်ဆိုပြီးတည်တံ့ပေးတဲ့ scholarship ဆိုတာမရှိတဲ့ကြောင့်မလို့ဒါကတော့နည်းနည်းမဆိုင်ဘူးဒါပေမဲ့ဒီအပေါ်ဟာတွေအားလုံးကတော့မြန်မာနိုင်ငံသားတွေအပန်းလုပ်လို့ရတဲ့ scholarship တွေဖြစ်ပါတယ်လို့ဟုတ်အဲ့တော့ကျွန်မကဘယ်လိုသွားချင်လဲဆိုရင်ဒီโอเคနော်ခဏလေး screen လေးခဏ share ရလိုက်မယ်ဟုတ်မြင်ရသေးတယ်နော်ဟုတ်အဓိကအနေနဲ့ကျမတို့ခုနကတော့ AIT မှာတက်မယ်ဆိုရင်အဓိကလိုအပ်တဲ့ဟာတွေပြောသွားတယ်အဓိကလိုအပ်ဆုံးကဘာလဲဆိုခုနကတော့ကျမapplication portal မှာလည်းပြတယ် application portal မှာပြလိုက်တဲ့ဟာလေးတစ်ခုပဲပေါ့နော်ဒီ application portal မှာကျမပြလိုက်တဲ့ကိုကနေပြီးတော့မှရှောက်မယ်ဆိုရင်လိုအပ်တာဆိုရင်ဒီ SOP လို့ခေါ်တဲ့ statement of purpose လေးပေါ့နော် statement purpose ကိုဘယ်လိုမျိုးရေးမလဲဆိုတာကျမရဲ့ experience နဲ့မူတည်ပြီးတော့မှကျမနည်းနည်း share လုပ်သွားချင်တယ်ပေါ့နော်အဓိကနေနဲ့ကိုကနေပြီးတော့မှဒီ scholarship objective တွေကိုကိုကတော့ဘာလုပ်ချင်တာလဲပေါ့နော်ကိုတက်ချင်တဲ့ဒီ academic program ဥပမာအနေနဲ့ဆိုရင် climate change sustainable development အဲ့ဒါနဲ့ကိုရချင်တဲ့ scholarship နဲ့ဘယ်လိုမျိုး relevant ဖြစ်လဲကိုက်ညီလဲပေါ့နော်နောက်တစ်ခုကကျတော့ကျမတို့ဆိုရင်လည်းဒီ community engagement တွေ leadership လုပ်ခဲ့တဲ့ဟာတွေနောက်တစ်ခုကကျတော့ sustainable interest တွေရှိတယ်အဲ့ဒီဟာတွေကဘာတွေလဲဆိုတာကိုထပ်ပြနိုင်ရမယ်နောက်တစ်ခုကကျတော့ကိုကနေပြီးတော့မှဒီ work experience တော့၎င်းဒါမှမဟုတ် research experience တော့၎င်းပေါ့နော်ကိုကဘာတွေလုပ်ချင်လဲဆိုတာကို highlight လုပ်ရမယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ career goal ပေါ့နော်ကိုကတော့ဒီအကြောင်းပြီးသွားရင်ကိုကတော့ဘာဆက်ဖြစ်ချင်တယ်ပြီးသွားရင်အဲ့ဒါဘယ်လို impact ဖြစ်မလဲဆိုတဲ့ဟာမျိုးကိုကိုလည်းလုံနိုင်တဲ့အတိုင်းအတာတစ်ခုထိပေါ့နော် honest ဖြစ်နဲ့ရေးပေးရမယ်ပေါ့နော်အဲ့တော့ကျမဒီအကြောင်းလျှောက်တုံးကဆိုရင်ကျမရေးထားတဲ့ဟာလေးကိုဒီမှာပြထားတာပေါ့နော်ဒါကတော့ကျမရေးထားတဲ့ကျမအဲဒီအကြောင်းလျှောက်တုံးကကျတော့ရေးထားခဲ့တဲ့ဟာပေါ့နော်ကျမအနေနဲ့ဆိုရင်တော့ကျမအနေနဲ့ဒီတက်ရတဲ့အကြောင်းက climate change sustainable development ဖြစ်တဲ့အကြောင်းမလို့ကျမအရင်ကလုပ်ခဲ့တဲ့ကျမဘာလို့ဒီ environmental issue တွေကိုစပြီးစိတ်ဝင်စားရလဲဆိုတော့ဒီ issues of origin ကိုကျမရေးတယ်နောက်တစ်ခုကကျတော့ကျမဒီကေလို့ဒီ climate change and sustainable development ကိုတက်လိုက်မယ်ဆိုရင်ဒီ program တွေကျမဘာ
ရမလဲဘာတွေမျှော်လင့်လဲပေါ့နော်ဘယ်လို benefit တွေရမလဲဆိုတာကိုကျမရေးတယ်နောက်တစ်ခါကျတော့ဒီဟာပြီးသွားရင်ဒီကျောင်းပြီးသွားရင်ကျမအနေနဲ့ career plan တွေဒါတွေရှိရယ်အကြောင်းမို့ထားကိုတက်ချင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော် career plan future plan ကိုရေးတယ်နောက်တစ်ခါကျတော့ကျမအနေနဲ့ဒီ future plan နဲ့ကျမလုပ်မဲ့ research ဒီဘယ်လိုမျိုးကိုက်ညီနေလဲဆိုတဲ့ဟာမျိုးရေးတယ်ပေါ့နော်အဲ့ဒါကတော့ဒီscholarship application အတွက်လိုအပ်မဲ့ဒီ tips and trick လေးပေါ့နော်အဲ့မှာဆိုရင် AIT မှာသူမေးထားတာဆိုမေးခွန်းတစ်ခုပဲရှိရဲသူကဗာမေးထားလဲဆိုရင် define your purpose in studying at AIT and describe how your career objectives will be enhanced by pursuing graduate study in AIT ပေါ့နော် AIT မှာကိုကနေပြီးတော့မှကျောင်းတက်လိုက်လို့ဒီ academic program တက်လိုက်လို့ကိုအနေနဲ့ career objective တွေကိုဘယ်လိုမျိုး enhance ဖြစ်သွားမလဲနောက်တစ်ခါကျရင်ကိုက AIT မှာဘာလို့ကျောင်းတက်ချင်တာလဲဆိုရင်မေးခွန်းနှစ်ခုပဲမေးတာအဲ့မေးခွန်းနှစ်ခုကိုကျမကတော့ဒီ၄ခုဒီအချက်၄ချက်နဲ့ကိုက်ညီအောင်ဖြည့်သွားတယ်ပေါ့နော်ဒါကတော့ဒီ master အတွက်ဆိုရင်တော့ကျမတို့လိုအပ်တဲ့ဟာကဒီ statement of purpose တစ်ခုပဲရှိရပေါ့နော်အဲ့ဒါလေးကိုလည်းအချိန်ပေးပြီးတော့ပြင်ဆင်ကြည့်ပါတယ်လို့ဟုတ်အဲ့တော့ပြီးသွားရင်ဒီ AIT မှာကကြတော့ကျမတို့အရန်ကို vibrant ဖြစ်တယ်ပြီးသွားရင်ဒီကျောင်းတက်တဲ့သူတွေကလည်းတခြားနိုင်ငံ40ပေါ့နော်နိုင်ငံပေါင်းများစွာလူတွေဖြစ်တယ်ပြီးသွားရင်ကျမတို့ဒီမှာဆိုရင်ဒီမြန်မာ family ဒီမြန်မာနိုင်ငံအဓိကလူတွေအများများပြီးတော့မှတကယ်တမ်းအားကောင်းတဲ့အဖွဲ့တွေရှိရပေါ့ဒီမြန်မာ family ရော Nepal family ရောတခြားသောနိုင်ငံတွေပေါ့နော်အဲ့လိုမျိုးအသီးသီးရှိရအဲ့လိုမျိုးအတွက်ကြောင့်မလို့ပေါ့ကျမတို့ဒီမှာကျမအနေနဲ့လည်းခုညီမ family မှာဒီ executive အနေနဲ့ executive secretary အနေနဲ့အလုပ်လုပ်နေရပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျမတို့ဒီမြန်မာနိုင်ငံမှာကိုယ့်အနေနဲ့ဒီကျောင်းတက်ဖို့ရောက်လာတယ်ဆိုရင်လည်းကျမကို reach out လုပ်ဖို့အတွက်အားမနာနေပေါ့နော် reach out လုပ်လို့ရတယ်ကိုကြီးတောင်းလို့လည်းရတယ်ပေါ့နော်ဒါဆိုရင်ကျမတို့ဒီ Riot Time government ကပေးတဲ့ scholarship award တွေပေါ့နော်သူတို့အနေနဲ့ကဒီသူတို့ကိုယ်တိုင်ဒီ princess စီကနေပြီးတော့မှသူတို့ဒီ scholarship ရကြအောင်သွားယူရတဲ့ဟာလေးကိုအမှတ်တရအနေနဲ့ထည့်ထားတဲ့ဟာလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်ဒီနေ့ session ကိုဖိတ်ပေးတဲ့ဒီအညာ institute ကိုလည်းကျေးဇူးတင်ပါတယ်ပြီးသွားရင်နားထောင်ပေးတဲ့ participant တွေကိုလည်းကျေးဇူးတင်တယ်ပေါ့နော်ပြီးသွားရင်တကယ်လို့ short ဖို့လည်းရှိတယ်စိတ်ဝင်စားတယ်AIT မှာတက်ချင်တယ်ဆိုရင်တော့ကျွန်မ AIT ကနေပြီးတော့ welcome လုပ်ပါတယ်လို့ဟုတ်အားလုံးပဲကျေးဇူးပါကဲပါခုလိုညအပြီးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကဲပါ ကဲဆမင်းချင်းဘူးရေကျေးဇူးများတင်ပါတယ်ပေါ့အချိန်လေးနည်းနည်းရရဆိုရင်question and answer လေးသွားလို့ရမလားမသိဘူးเนาะဒီ question answer ကြတော့ recording မယူတော့ဘူးเนาะကျွန်တော်တို့ဟုတ်participant တွေပေါ့เนาะဒါနဲ့ fail လို့ရအကုန်လုံးကိုသိချင်တဲ့ဟာမေးချင်တဲ့ဟာလေးတွေကိုဆရာမကိုမေးလို့ရပါတယ်လို့ဟုတ်ကဲ့